1986 ခုနှစ်ဧပြီလ26 ရက်နေ့မှာယူကရိန်းနိုင်ငံမြောက်ပိုင်းကပရီပီယက်မြို့ရဲ့အေဂျင့်တဲ့ညာလေးတစ်ညမှာသမိုင်းမှာဆိုးရွားဆုံးနျူကလ িয়ার ဘေးအန္တရာယ်ကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။မြို့နဲ့3 ကီလိုမီတာကွာမှာရှိတဲ့ချာနိုဘိုင်းနျူကလ িয়ার စွမ်းအင်စက်ရုံရဲ့ဓာတ်ပေါက်မှုနံပါတ်4ပေါက်ကွဲမှုကြောင့်ပရီပီယက်မြို့ဟာနျူကလ িয়ার ကပ်ဘေးသင့်ဒေသအဖြစ်တမဟုတ်ချင်းပြောင်းလဲသွားခဲ့ပါတယ်။ဘာကြောင့်ဒီလိုမျိုးနျူကလ িয়ার နည်းပညာနဲ့လက်ပတ်နေတဲ့စက်ရုံကြီးပောက်ကွဲသွားခဲ့ရလဲဆိုတာဒီဗီဒီယိုလေးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ချာနိုဘိုင်းနျူကလ িয়ার ဓာတ်အားပေးစက်ရုံရဲ့နောက်ခံကြောင်းရာကိုနည်းငယ်ပြောရရင်1989ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့တဲ့ဒီစက်ရုံကြီးရဲ့ရည်ရွယ်ချက်ကတော့ဆိုဗီယက်ဆိုရရဲ့ထောက်ပံ့ပေးမှုနဲ့ကမ္ဘာကြီးဆုံးနျူကလ িয়ার လက်စစ်ဓာတ်အားပေးစက်ရုံကြီးအဖြစ်နဲ့လက်စစ်စွမ်းအင်ထုတ်လုပ်ပေးဖို့ပဲဖြစ်ပါတယ်စက်ရုံဟာ1980ပြည့်နှစ်လယ်လောက်မှာယူကရိန်းမှာသုံးစွဲနေတဲ့လက်စစ်ဓာတ်အားရဲ့10%ကိုထုတ်လုပ်ပေးနေတာဖြစ်ပါတယ်ဒီနေရာမှာဆိုဗီယက်တို့ရဲ့ရေဒါယူနစ်တည်ဆောက်တဲ့ဒီဇိုင်းဟာအနောက်ဥရောပမှာခေတ်ပြိုင်သုံးစွဲနေတဲ့လက်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့တည်ဆောက်ပုံကွဲပြားမှုရှိပါတယ်အနောက်နိုင်ငံတွေရဲ့နည်းပညာမှာရေဒါယူနစ်တွေကိုအပြင်ကနေတည်သက်စွာထိန်းချုပ်ထားတဲ့ရေဒါဒုံးတွေပါရှိပါတယ်ဒါပေမဲ့အဲ့ဒီစနစ်တွေကကုန်ကျစရိတ်များပါတယ်ဆိုဗီယက်တွေမှာတော့ဒီလိုနည်းပညာကိုမသုံးဘဲစရိတ်သက်သာတဲ့တာမန်စက်ရုံအမိုးပဲရှိတာကြောင့်ရေဒါယူနစ်ပောက်ကွဲတဲ့အခါရေဒီယိုတက်တိကျွမ်းပစ္စည်းတွေလေထဲကိုတိုက်ရိုက်ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်စက်ရုံမှာလက်ရှိလက်ပတ်နေတဲ့ရေဒါယူနစ်6ခုရှိရာမှာအမှတ်1-3ယူနစ်တွေကတော့လက်ပတ်နေတာဖြစ်ပြီး9နဲ့6ကတော့တိစောက်နေစေရှိမှရှိပါသေးတယ်အကင်းမြင့်မြတ်ကတော့ဒီလိုအနေများတဲ့စမ်းသပ်မှုကိုယူနစ်၄မှာပဲလုပ်ဖို့စီစဉ်ထားခဲ့ကြတာပါယူနစ်3နဲ့4ဟာပုံမှုတိုးတက်တဲ့နည်းပညာနဲ့နောက်ပိုင်းမှာတိစောက်ခဲ့ကြတာမှန်ပေမဲ့စီမံကိန်းလိုအပ်ချက်ကြောင့်အမြန်ပြည့်စည်အောင်ဆောက်လုပ်ခဲ့ကြတဲ့နေရာမှာအချို့သော safety test တွေကိုပြည့်စည်အောင်မလုပ်ဆောင်ရသေးပဲလေပတ်စီခဲ့တာကလည်းတစ်ချက်ပါဝင်ဖြစ်ခဲ့တာပါသူတို့သုံးထားတဲ့ RBM 1000 ဒီဇိုင်းမှာ positive void coefficient ဆိုတဲ့အားနည်းချက်ကရှိနေပြန်ပါတယ်အဲ့ဒါကတော့ဒီနည်းငွေတွေများလာလေလေနျူကလ িয়ার တုံ့ပြန်မှုကပုံမြန်လာတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဧပြီလ25ရက်နေ့ညပိုင်းမှာအင်ဂျင်နီယာအဖွဲ့ဟာဘေးကင်းလုံခြုံရေးစမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ပြင်ဆင်ခဲ့ပါတယ်အဓိကရည်ရွယ်ချက်ကတော့စက်ရုံမှာလျှပ်စစ်မီးပြတ်တောက်သွားရင်အရေးပေါ်အေးဘေးစနစ်ကိုလည်းပတ်ဖို့တာဘိုင်တွေကထွက်လာတဲ့အချိန်နဲ့လုံလောက်တဲ့လျှပ်စစ်ထက်ထုတ်ပေးနိုင်သလားဆိုတာကိုစမ်းသပ်ဖို့ပဲဖြစ်ပါတယ်စမ်းသပ်မှုစတင်မှုအတွက်ဓာတ်ပေါင်းမှုရဲ့စွမ်းအားကိုလျှော့ချခဲ့ပါတယ်ဒါပေမဲ့ဓာတ်ပေါင်းမှုထဲမှာဇီနွန်လို့ခေါ်တဲ့အစိမ်းငွေတွေထွက်လာပြီးစွမ်းအားက3ညနေပါအထိပိုကျသွားပါတယ်စွမ်းအားပြန်တက်လာအောင်နျူထရီကိုထိန်းချုပ်တဲ့ဘိုရုံထိန်းချုပ်တန်ညာတစ်ဆက်ချောင်းရှိရမှာကော်လိုနီဘာကိုအပြင်ထုတ်လိုက်ပါတယ်မနက်တနာရီ23မိနစ်မှာစမ်းသပ်မှုစတင်ခဲ့ပါတယ်ရေကနေပြီးအပူကများနေတဲ့အတွက်ရေတွေဟာရေနွေးငွေ့ဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်အဲဒီရေနွေးငွေ့တွေကဓာတ်ပြုမှုကိုပုံမအကောင်းစေပြီးအပူရင်ကိုထိမ့်နိုင်တဲ့များဖြစ်စေပါတယ်အချိန်ဒီမဟန်တော့မှတီးလိုက်တဲ့အခါoperator ကအရေးပေါ်ပိတ်ချတဲ့ AZ5 ကလုတ်ကိုနှိပ်လိုက်ပါတယ်။ဒါဟာဘိုရုံထိချုပ်တဲ့အားလုံးကိုဓာတ်ပေါင်းမိုးနဲ့ထိုးချလိုက်တာပါ။ဘိုရုံထိချုပ်တန်ရဲ့ထိပ်မှာ graphite တွေပါရှိနေပါတယ်။ထိချုပ်တန်တွေအောက်ကိုဆင်းသွားတဲ့အခါ graphite တွေကဓာတ်ပေါင်းမိုးရဲ့အရင်ရောက်သွားပြီးစွမ်းအင်ကိုလျှော့ချပြရမယ့်အစားပေါက်ကွဲစေတဲ့အချိန်ကိုရုတ်တရက်မြင့်တင်ပေးလိုက်သလိုဖြစ်သွားပါတယ်။ပထမဦးစွာရေနွေးငွေ့ဖိအားကြောင့်အလေးချိန်တန်1000ရှိတဲ့ဓာတ်ပေါင်းမိုးဖုံးကြီးပွင့်ထွက်သွားပြီးဒုတိယအချိန်မှာတော့ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေကြောင့်ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုကြောင့်ဟီရိုရှီမာမြို့ဘုံထက်အဆ400မကတဲ့ရေဒီယိုတက်တိကျွမ်းမှုတွေလေထုထဲပြန့်နှံ့သွားခဲ့ပါတယ်။
ပြည်စင်ကြီးဖြစ်ပွားပြီး2ရက်ကြာဧပြီလ28ရက်နေ့မှာဆွီဒင်နိုင်ငံကနျူကလ িয়ার စွမ်းအင်ဌာနတစ်ခုမှာပုံမှန်မဟုတ်တဲ့ဗီဒီယိုတက်တိကျွမ်းမှုတွေကိုစတင်စစ်ဆေးမိရာကနေတစ်ဆင့်ဆိုဗီယက်ပြည်ထောင်စုဘက်ကနေရောက်လာတာဖြစ်ကြောင်းကမ္ဘာကသိရှိသွားခဲ့တာပါဆွီဒင်က PRP မြင်မြန်ပြီးနောက်မှသာဆိုဗီယက်ဆိုရဟာနိုင်ငံပိုင်ရုပ်သံကနေစက္ကန့်နဲ့ငယ်ကြတဲ့အစီရင်ခံစာတစ်စောင်ဖတ်ကြားပြီးရီယတာပောက်ကွဲမှုဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်Refresh မျိုးသားတွေဟာဧပြီလ26ရက်နေ့လုံးဘာမှမသိပဲမြို့ထဲမှာသွားလာနေခဲ့ကြပါတယ်။ပောက်ကွဲမှုဖြစ်ပြီး36နာရီခန့်ကြာမှရွှေ့ပြောင်းမိထုတ်ပြန်ခဲ့ပါတယ်။အစိုးရကလူတွေထိတ်လန့်မသွားအောင်3ရက်လောက်ပဲခက်တာရှောင်ပေးပါပစ္စည်းနေခဲ့ပဲယူပါလို့ပြောဆိုခဲ့ပြီးဘတ်စကားပေါင်း1000ကျော်နဲ့တင်ဆောင်သွားခဲ့တာပါ။တကယ်တော့မြို့သားတွေဟာသူတို့ရဲ့မြို့ကိုဘယ်တော့မှပြန်ဝင်မရခဲ့ကြတော့ပါဘူး။ပောက်ကွဲမှုဖြစ်ပွားချိန်မှာစက်ရုံဝန်ထမ်းတို့တည်ဆုံးခဲ့ပြီးပြင်းထန်သောရေဒီယိုတက်တိကျွမ်းမှုကြောင့်ရက်သက်ပတ်အနေငယ်အတွင်းမိသက်သမားနဲ့ဝန်ထမ်း28ဦးထပ်မံတည်ဆုံးခဲ့ပါတယ်။ရေဒီယိုတက်တိကျွမ်းအိုင်ယိုဒင်းကြောင့်အထူးသဖြင့်ကလေးငယ်တွေမှာတိုင်းရိုက်ကင်ဆာဖြစ်ပွားမှုအဆမတန်မြင့်တက်ခဲ့ပါတယ်။စက်ရုံတွေကထိရှိတော်တွေဟာဗီဒီယိုတက်တိကျွမ်းမှုတွေကိုအလုံးမင်းဆုပ်ယူမိတာကြောင့်တစ်ပင်တွေဟာအနီရောင်ပြောင်းပြီးတည်ဆုံးကုန်ပါတယ်။နျူကလ িয়ার စစ်တဲ့ပစ္စည်းတွေဟာမြေကြီးထဲစိတ်ဝင်သွားပြီးစိုက်ပျိုးရေးနဲ့တောက်သွင်းရေးကိုဆယ်စုနှစ်ပေါင်းများစွာသုံးမပြုနိုင်အောင်ဖြစ်စေခဲ့ပါတယ်။ပောက်ကွဲမှုဖြစ်ပြီးချက်ချင်းဆိုသလို1986ခုနှစ်မေလကနေနိုဝင်ဘာလအတွင်းမှာတန်မင်းတန်ချိန်9000ကျော်နဲ့ကွန်ကရစ်ကူပါမီတာ4သိန်းကျော်ကိုအသုံးပြုပြီးပျက်စီးသွားတဲ့ယူနစ်လေးတပ်ပေါက်မှုကိုဂုံပြီးတိစောက်လိုက်တာဖြစ်ပါတယ်။လေတူထဲကိုဗီဒီယိုတက်တိကျွမ်းပုံမှုတွေထပ်မထွက်လာအောင်နဲ့ကျန်ရှိနေတဲ့လောင်စာတွေကိုမိုးရေမထိအောင်ကာကွယ်ဖို့ဖြစ်ပါတယ်။1986ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ Sarcophagus ဟာ2016ခုနှစ်မှာတက်တန်းကုန်ကနေဖြစ်လာတဲ့အတွက်နိုင်ငံတကာအကူအညီနဲ့ပုံမခိုင်ခန့်တဲ့အကာအကွယ်ကြီးကိုထပ်မံတည်ဆောက်ခဲ့ပါတယ်။ဒါဟာကမ္ဘာကြီးဆုံးရွေလျားနိုင်တဲ့တန်မဏိအဆောက်အအုံကြီးဖြစ်ပါတယ်။ချာနိုဘိုင်းဖြစ်စဉ်ကနေကျွန်တော်တို့သုံးသပ်နိုင်ခဲ့တာကတော့ထိုချိန်ကဆိုဗီယက်အစိုးရဟာသတင်းမှောင်ချပြီးအမှန်တရားကိုဖုံးကွယ်ထားခဲ့တဲ့အတွက်အချိန်မီကြိုတင်ကာကွယ်နိုင်မှုတွေနောက်ကျခဲ့ရပါတယ်။သတင်းချက်လက်ကိုပွင့်လင်းမြင်သာစွာထုတ်ပြန်ခြင်းကသာလူသက်ပေါင်းများစွာကိုကယ်တင်နိုင်မှာပဲဖြစ်ပါတယ်။ဒီမှန်ကဲတွေမြန်ပြီးစီးဖို့အတွက်လုံခြုံရေးစံနှုန်းတွေကိုကြော်ပြခဲ့ခြင်းကအဓိကအမှားကြီးဖြစ်ခဲ့ပါတယ်။ဘယ်လိုနည်းပညာမျိုးမှမဆိုအမြန်ပြီးစီးရေးထက်ဘေးကင်းလုံခြုံရေးကသာပထမဦးစားပေးဖြစ်ရမှာပဲ။ချာနိုဘိုင်းဖြစ်ပျက်ကြီးပြီးမှနျူကလ িয়ার ပြန်ရတဲ့ဟာနိုင်ငံတကာရဲ့ကိစ္စမဟုတ်ပဲတစ်ကမ္ဘာလုံးကိုတက်ရောက်နိုင်တဲ့အတွက်နိုင်ငံတကာနျူကလ িয়ার အေဂျင်စီ IAEA လိုမျိုးဖွဲ့စည်းတွေရဲ့အခမ်းကဏ္ဍနဲ့နိုင်ငံတကာပူးပေါင်းဆောင်ကြည့်မှုတွေပုံမူအားကောင်းလာစေခဲ့တာပဲဖြစ်ပါတော့တယ်ခင်ဗျာဒီလိုမျိုးသမိုင်းတွေကထင်ရှားကြော်ကြားသူတွေနဲ့ကဘာကြီးကိုပြောင်းလဲစေခဲ့တဲ့သမိုင်းကြောင်းရာတွေကိုနှစ်သက်တယ်ဆိုရင် channel လေးကို like and subscribe လုပ်သွားကြဖို့နဲ့မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ပါစေကြောင်းဆုတောင်းရင်းနောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါဦးစို့ခင်ဗျာ